အားလုံးပဲမင်္ဂလာပါကျွန်တော်ကမင်္ဂလာလီယိုဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့ Get Saba Season 2 Episode 3ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အဲ့ဆက်တော့ဖြစ်ပါတယ်ခုကတော့ကျွန်တော်အရှိ chess လေးကိုရှင်းလိုက်အောင်ပါပေါ့နော်အိုးကျွန်တော်လက်ထက်မှာတော့ကျွန်တော်carrot တွေတော့ရှိရပါတော့ဒီ carrot ကိုကျွန်တော်စိုက်မယ်ကျွန်တော်ဒီနေရာမှာကျွန်တော်စိုက်ထားမှာပေါ့နော်ကျွန်တော်ဒီမှာဘုံမီနဲ့ရှိတယ်ဘုံမီနဲ့ကျွန်တော်ကြည့်အောင်လုပ်ထားမှာကျွန်တော်ဒီနေရာမှာအဲ့ခါတော့ဖြစ်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်
ကဲကိုကတော့ကျွန်တော်အိပ်ပြီးတော့ပါပြီဘရိုစုကိုလက်ပြောဖို့ပဲကြာတော့တယ်တော်လိုက်ကြအောင်ဗျထက် decoration ဘက်ကိုတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါပုံစံကတော့ကျွန်တော်ဘလိုမာလေးစောက်ရတဲ့ပုံစံကိုပဲစောက်ထားဖြစ်ပါတယ်ကဲကျွန်တော်ထက်ကိုလက်ပြပါမယ်ဝင်လိုက်ကြအောင်ဝေါထဲမှာတော့ကျွန်တော်စာကြည့်ကြရှိတယ်ဒါတော့ကျွန်တော်ဝတ်စုပ်ပေါ့နော်ပြောတာအဲ့ရဒါတော့ကျွန်တော်လုပ်ရရှိလို့ပေါ့နော်ဒါတော့ရေပူရေပလင်းနေမိုက်တယ်ပေါ့နော်ဒါဆိုရင်တော့ just လေးကိုရှိရာဒီမှာဆိုရင် credit တွေပဲရှိတယ်ပေါ့နော်ဆိုတော့မိုက်ပါတယ်ကဲဒါတော့ကျွန်တော်ရဲ့အိပ်ပေါ့နော်မိုက်ကဲဒီဗီဒီယိုတော့တက်လောက်ပါပဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အိပ်စားတယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်ကြမယ်bye bye